ကြာစံကြောင့်မှာပေါဝင်မဲ့ပစ္စည်းတွေကတော့ကျက်သွန်စီအနေငယ်ကျဲဥတလုံးကြက်သားကော်ဖီမုန်ညင်းစိန်ဥနီအနေငယ်တို့ဖြစ်ပါတယ်အရသာအတွက်ကြက်သားမုတ်ကြက်ပြုတ်ရည်တကြားခေါင်းသိမ်းငံပြားတွေကိုပါဝင်ပါတယ်ကြာတန်ကတော့တရဖူတရိတ်ကိုအသုံးပြုထားပါတယ်အဲ့ဒါနီးမှာတော့စီမွေးနဲ့ငွေကောင်းလေးထည့်ပါမယ်ခင်ဗျအခုဆိုရင်အရသာရှိလာတယ်ကြာရင်တော့တပွဲရရှိပြီပဲဖြစ်ပါတယ်အိမ်မှာကိုယ်တိုင်ကြော်စားကြည့်မယ်အရှင်မတွေလည်းအဆင်ပြေကြပါစေခင်ဗျ